အားလုံးပဲမင်္ဂလာပါဂျူလီယာခတ်ချန်နေကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့တကြံအကျိုးနေ့လေးဖြစ်ပါတယ်တကြံအကြနေ့မှာတော့ခခတို့အိမ်နားမှာရှိတဲ့ဖယားကိုသွားပြီးတော့မမေရဲ့ခခဦးနှစ်ယောက်ရဲ့တပြည့်စီသွားလဲပြီးတော့ကုသိုလ်ပြုခဲ့ပါတယ်ပြီးတော့လည်းခခတို့ဖယားမှာတန်ရှင်းလုပ်ခဲ့ပါတယ်အကြက်နေ့မှာကြတော့ခခတို့မုံလုံးကြီးပေါ်လှုပ်ရှားလိုက်ပါတယ်ပြီးတော့ခခတို့အိမ်နာနီးချင်းတွေဝေလိုက်ပါတယ်အတက်နေ့မှာတော့ခခတို့နိုးတာကိုလှုပ်ပြီးတော့ထပ်ဝေလိုက်ပါတယ်ဒီနေ့ကတော့နှစ်ဆန်းတရက်နေ့လေးဖြစ်ပါတယ်ခခတို့အိမ်မှာရှိတဲ့ဖယားကိုပဲအမွှေးနှမ်းကြိုင်နေနဲ့ရေတက်ပယ်လိုက်ပါတယ်ဖယားကိုရေတက်ပယ်ရင်းနဲ့ပဲခခဆူတောင်းလိုက်ပါတယ်နှစ်သက်မှာမြန်မာပြည်သူပြည်သားတွေအားလုံးကျန်းမာချမ်းသာကြပါစေဘေးရန်တွေလည်းကင်းကြပါစေလို့ခခဆူတောင်းလိုက်ပါတယ်ခခဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်